David Lake ဆိုတာဘာတူလဲရှင်လောကမှာရောလူငယ်တွေကြားထဲမှာရော David Lake လို့ပြောလိုက်ရင်မသိရလူမရှိတော့အောင်ရှားပါတယ် David Lake ရဲ့ body ကိုလူငယ်တွေပဲအားကြတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကလည်းရန်ကိုအားကြခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fit Time MC ရာမောင်ချစ်ဖြစ်ပါတယ်သူ့ကိုဘယ်အချိန်မှာမွေးဖွားခဲ့ရလဲDavid Lake ကို1998ခုနှစ်ဇန်နဝါရီလ29ရက်နေ့အက်စတိုးရီးယားနိုင်ငံမှာသူ့ကိုမွေးဖွားခဲ့တယ်David Lake 2နှစ်အရွယ်မှာသူ့ရဲ့ဖခင်ကတိမ်မောပေါ်ကနေပြီးတော့ပြုတ်ကျပြီးတော့ကံမကောင်းစွာနဲ့သူ့အသက်2နှစ်အရွယ်မှာတည်ဆုံးသွားခဲ့တယ်။နေ့အနည်းငယ်ကြာတဲ့အခါမှာတော့ David Lake ဟာသူ့ရဲ့မိခင်နဲ့သူအမေရိကန်ပြည်ထောင်စုနယူးဂျာစီပြည်နယ်အတ္တလန်တစ်စီးတီးကိုသူ့မိခင်နဲ့သူပြောင်းရွှေ့နေထိုင်ခဲ့တယ်။ David Lake ဟာဖခင်မရှိဘဲနဲ့သူ့ရဲ့ကလေးဘဝကိုဘယ်လိုဖြတ်သန်းခဲ့လဲ။ David Lake ရဲ့ငယ်ဘဝကသူ့ရဲ့ခန္ဓာကိုယ်ကအရန်ပိန်တာကြောင့်ကျောင်းမှာလောင်ပြောင်ခံရအနိုင်ကျင့်ခံရသူ့ကိုယ်သူယုံကြည်မှုနည်းတဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီးတော့သူ့သက်14နှစ်အရွယ်မှာတော့အရက်က9ပေ8ဖြစ်ပြီးတော့သူ့ရဲ့အကိုလေးချိန်က54ကီလိုသာရှိခဲ့ပါတယ်သူတို့နိုင်ငံမှာတော့ဒါအရန်ကိုလေးချိန်နည်းပြီးတော့ပိန်တဲ့လူတစ်ယောက်ဖြစ်ပါတယ်David Lakeဒီလို body အကောင်းစားရဖို့အတွက်ကိုသူဘယ်အရွယ်မှာစပြီးတော့ gym ကိုစဆော့ခဲ့လဲDavid Lake ရဲ့အသက်14နှစ်အရွယ်မှာတော့သူ့မှာ scoliosis လို့ခေါ်တဲ့ကြောရိုးကွေးယောဂကိုခံစားခဲ့ရပါတယ်။ဒီယောဂကိုခံစားရတာကြောင့်ဆရာဝန်ကသူ့ကိုအားကစားတစ်ခုခုကိုလုပ်ဖို့အတွက်ကိုသူ့ကိုတိုက်တွန်းခဲ့ပါတယ်။ထိုအခါမှာတော့ David Lake ရဲ့အသက်14နှစ်အရွယ်မှာသူ့ချင်းကိုစပြီးတော့ဆော့ကစားခဲ့ပါတယ်။ David Lake ဟာသူ့ဘလို့စူးစမ်းပြီးတော့အောင်မြင်ခဲ့တာလဲ။အားလုံးသိချင်နေကြတာဒီမျိုးပဲဖြစ်ပါတယ်။ David Lake ရဲ့အဓိကသူ့ကိုပြောင်းလဲစေတဲ့အချက်ကသူ့ရဲ့စိတ်သက်ကြက်ခိုင်မှုဖြစ်ပါတယ်။ David Lake ရဲ့ငယ်စဉ်ကသူ့ရဲ့အားနည်းချက်ကိုသူ့ရဲ့အားသာချက်ဖြစ်ပြောင်းလဲပြီးတော့သူလုံးဝလက်မလျှော့ဘဲနဲ့သူအကောင်းဆုံးဆက်ပြီးတော့ကြိုးစားခဲ့တယ်။သူ့ရဲ့အကောင်းဆုံးကြိုးစားမှုကြောင့်သူ့ရဲ့ body ရောသူ့ရဲ့ lifestyle မှာလုံးဝကိုပြောင်းလဲပြီးတော့သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲခဲ့ပါတယ်။ David Lake ဟာသူ့ရဲ့ YouTube channel အကောက်ကို2015မှာစဖွင့်လိုက်ပြီးတော့ fitness tip တွေworkout video တွေသူ့ရဲ့ lifestyle video တွေကိုသူ့ရဲ့ YouTube channel မှာစတင်ပြီးတော့မျှဝေခဲ့တယ်။အခုချိန်မှာဆိုရင် David Lake ဟာ Instagram မှာ follower တွေတန်းနဲ့ချီရပြီးတော့ YouTube မှာလည်း subscriber များစွာကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ David Lake ဟာအခုဆိုရင်နာမည်ကြီး brand တွေဖြစ်တဲ့ Gymshark, Nike, Adidas, Calvin Klein နာမည်ကြီး brand တွေနဲ့အတူ collaboration လုပ်ခဲ့ပါတယ်။ David Lake ရဲ့အဓိကအောင်မြင်စေခဲ့တဲ့အချက်ကဘာလဲဆိုရင်သူ့ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းပြီးတော့သူလုံးဝလက်မလျှော့ဘဲနဲ့စူးစမ်းခဲ့တာသူ့ရဲ့အဓိကအားသာချက်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေတို့လည်းဘယ်တော့မှဆိုလက်မလျှော့ဘဲနဲ့ကိုယ့်ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းပြီးတော့ကိုရှောက်မဲ့ဘဝမှာအကောင်းဆုံးဖြတ်သန်းပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်။အခုဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ပတ်သက်တဲ့ knowledge share တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်